လာပါโอเคအားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်တို့စူနီယန်ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့အာဟာရတက်စာဖြစ်ပါတယ်အာဟာရတက်စာဆိုကျွန်တော်တို့ဒီစူနီယန်ကုမ္ပဏီမှာထုတ်လုပ်လိုက်တဲ့အစစ်မြစ်အာဟာရတက်စာဖြစ်တယ်သူ့ရဲ့နာမည်ကတော့ဘီယန်ဖြစ်ပါတယ်ဥပမာဆိုရင်ကျွန်တော်တို့တစ်မျိုးပေါင်း63မျိုးနဲ့ပေါ်ဆက်ထားတဲ့အာဟာရတက်စာဖြစ်တယ်ဘာတွေတောက်သုံးသင့်တာလဲကျွန်တော်တို့တောက်သုံးသင့်တဲ့သူတွေဆိုရင်နာတာရှိယောဂတဲ့တွေကင်ဆာနဲ့ပတ်သက်တဲ့သူတွေမျိုးသမီးမျိုးသားတွေဖြစ်လိဖြစ်တာရှိတဲ့ယောဂတွေပေါ့နော်တတ်တာပြောက်ကင်းစေတယ်ကျွန်တော်တို့ဒီအာဟာရတက်စာကိုဘယ်ပုံစံနဲ့ဖွဲ့စည်းတည်ဆောက်ထားလဲဆိုတော့တိတိ63မျိုးကရတယ်ကျွန်တော်တို့ကိုလာဂျင်ဓာတ်တွေပါတယ်အင်ဇိုင်ဓာတ်တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတာကိုဘာဒီကောင်းစိတ်လဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်ဒီမှာတစ်ရှူအပြောင်းလဲတွေအောက်ဆီဂျင်ဓာတ်တွေကိုပြေဝစေတယ်နောက်ပြီးတော့ကျွန်တော်တို့ဘာတွေကိုအားကောင်းစေလဲဆိုတော့ကျွန်တော်အောက်ဆီဂျင်ဓာတ်ပြေဝတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ခန္ဓာကိုယ်မှာနုပြိုလန်းဆန်းစေတယ်အကောင်းဆုံးအာဟာရတက်စာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဘီယန်ကိုတစ်နှစ်လုံးမှာ3ဖာတောက်ထားမယ်ဆိုရင်ကင်ဆာရောဂါကိုကာကွယ်ပေးတယ်နံပါတ်2ဘာတွေကောင်းစေလဲကျွန်တော်တို့အမျိုးသမီးအမျိုးသားတွေမှာဖြစ်လိဖြစ်တာရှိတဲ့ယောဂလက္ခဏာတွေနံပါတ်3ငယ်ငယ်ရွယ်နဲ့ပုံမီးရော်တဲ့သူတွေအတွက်ကိုလည်းကျွန်တော်တို့ကာကွယ်ပေးတယ်ပေါ့နော်ဒါကြောင့်မို့ဘီယန်ကိုကြိုတင်ပြီးတောက်သုံးကြပါလို့ကျွန်တော်ကနေပြီးတော့မိတ်ဆက်ပေးခြင်းပါတယ်ဒါကတော့ကျွန်တော်တို့မလေးရှားကိုပုံမဲ့ဘီယန်ဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်